ဆူတောင်းယုံနေတာရမယ်ဆိုရင်ဘယ်သူမှအလုံးလုံးကြမှာမဟုတ်ပါဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာလောကလူတွေယုံကြည်ယူဆသလိုအများစုကဘာသာတရားကိုကိုးကွယ်တယ်ဆိုတာဟာဆူတောင်းဖို့နဲ့ဆူယူဖို့မျှော်လင့်ဖို့တွေနဲ့လူတွေဟာအားတန်နေကြတယ်ဗုဒ္ဓဘာသာဝင်တွေလည်းပဲဒီတိုင်းပဲလက်တွေ့ကျင့်သုံးဖို့ဆိုတဲ့အနေအထားမျိုးကိုတိတ်ဆိတ်မဝင်စားဘဲနဲ့ဘယ်ကရားကသွားပြီးတော့ဘယ်တောင်ကထိုင်ပြီးဆူတောင်းလိုက်မယ်ဆိုတဲ့အတွေးပဲတွေးတာဖြစ်တယ်နော်ကရားကိုပန်းလူပြီးတော့ဆူတောင်းမယ်တောင်းတယ်ဆိုတဲ့အတွေးတွေကတောင်းတာဆိုတာလောဘနဲ့တောင်းတာကများတယ်ပေါ့နော်ရက်ချင်ရလို့မူတို့တော့မြတ်စွာဘုရားကဟောထားတာလေးကိုသတိထားဖို့လိုတယ်ဆူတောင်းယုံနေရမယ်ဆိုလို့ရှိရင်လည်းတူးနဲ့တူးသူမတာကိုမတာပဲဖြစ်မှာပဲဘာဖြစ်လို့တုံးဆိုရင်လူတိုင်းဟာဆူတောင်းလို့ရနိုင်မယ်ဆိုရင်ဆူပဲတောင်းကြမှာပဲလေအလုံးလုံးကြမှာမဟုတ်ဘူးမြတ်စွာဘုရားကအလုံးလုံးရမှာလို့ဟောတယ်စူးစမ်းရမယ်အဲ့တော့ဆူတောင်းဆူယူနေုံနဲ့ဘာမှမဖြစ်ဘူးလှုပ်ဆောင်မှသာဖြစ်တယ်လို့အဲ့ဒီထိအောင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အလုံးလုံးပြီဆိုရင်ဘယ်နေ့ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုလုပ်ထားရင်ကောင်းကျိုးချမ်းသာပေးမှာပဲအဲ့ဒီမှာလေလူတွေကထပ်ပြီးတော့ခင်နွဲကြပြန်သေးတယ်ဒီနေ့ကပိတနေကြနေကြနေသေးတယ်ဒီနေ့လုံးလုံးမဖြစ်သေးဘူးနောက်ရက်ကြမှရဲရစာကြမှလုပ်ပါမယ်ဆိုခဏထည့်ရွပြန်တယ်ပိတာရဲရစာဆိုတာဘုရားဟောတဲ့ဟာတွေမဟုတ်ဘူးတော့ဒါကတော့ပိတာရဲရစာဆိုတာဘုရားဟောတာမဟုတ်ဘူးရွှေတီကုံဘုရားတက်ရင်တောင်မှပဲစနေသားဆိုရင်စနေတောင်စီကိုသွားပြီးရှိခိုးခြင်းနဲ့အချင်းကရှိတယ်ဘယ်တောင်ကရှိခိုးကိုတော်ရဖို့ကအဓိကပဲရင်ထဲကဖြစ်ရမည်ကုသိုလ်စေတနာသာဖြစ်တယ်တောင်ကအကျိုးပေးတာမဟုတ်ဘူးတောင်ကအကျိုးပေးရင်ကိုယ်အိမ်မှာတောင်ကလေးပဲချအိတ်ထားလိုက်နော်တအိမ်လုံးစနေသားဆိုရင်စနေကုံရေးထားတနင်္လာဆိုရင်တနင်္လာရေးထားအဲ့ဓာတွေဟာအကျိုးပေးတာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဘာသာဝင်တွေကရောထွေးပြီးတော့နေကြထိုင်ကြတာဖြစ်တယ်အခုလိုအသိပညာတွေတိုးပွားဖို့အတွက်ကြိတ်တေလှုပ်ထားပေးပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင်ထေးထေးပေးဖို့မမေ့ပါနဲ့ဦးနော်